မင်္ဂလာပါလွန်ခဲ့တဲ့16နှစ်ကတည်းကစတင်ခဲ့တဲ့ဒရိုက်တာဂျိန်းကင်မရွန်ရဲ့ပန်ဒိုရာကဘာကြီးကကျွန်တော်တို့ကိုအမြဲတမ်းအံ့အားသင့်စေခဲ့ပါတယ်ပထမကားမှာမျောလွင့်နေတဲ့တောင်တွေနဲ့တောအုပ်လှကိုခန်းစားခဲ့ရတယ်ဒုတိယကားမှာသမုဒ္ဒရာအောက်ခြေကအလှတရားတွေကိုငင်းမောခဲ့ရတယ်အခု2025ခုနှစ်မှာတော့တတိယမြောက်ခီးစဉ်ဖြစ်အဗာဒါ Fire and Ash ရောက်ရှိလာပါပြီဒီကားအရင်ကားတွေလိုပဲကျွန်တော်တို့ကို hype ဖြစ်စေအောင်ပါလားဒါမှမဟုတ်အမြင်အာရုံအသားကျသွားလို့ရိုးအီသွားပြီလားဒီနေ့ဗီဒီယိုမှာအသေးစိတ်သုံးသပ်ကြည့်ကြရအောင်ဂျိန်းကင်မရွန်ရဲ့အဗာဒါဆိုတာရုပ်ရှင်ကြည့်ရတာထက်သင်းပတ်တစ်ခုကိုတွားတယ်လို့ခန်းစားချက်မျိုးပေးတာပါအခု Fire and Ash မှာတော့ 3D နည်းပညာကအရင်လိုအယောင်သွေးစုံနေပြီးတက်ကြွနေတာမျိုးထက်ပိုပြီးတည်ငြိမ်သွားတာကိုတွေ့ရပါတယ်ဒါပေမဲ့အားနည်းသွားတာတော့မဟုတ်ပါဘူးအထူးသဖြင့်ဂျိတ်စူလီနဲ့သူ့အဖွဲ့တွေစစ်စခန်းတစ်ခုကိုဝင်စီးတဲ့အခန်းမျိုးတွေမှာကင်မရွန်ရဲ့ acting sequencing ကတကယ်ကိုပြိုင်ဘက်ကင်းပါတယ် Lord of the Rings ထဲရလို့ဒရဝါတွေက Blade Runner ကဘာထဲမှာပြန်လန်းနေလိုမျိုးခန်းစားရမှာပါတကယ်ကိုအသက်ရှူမှားလောက်အောင်လှပပြီးလက်တွေ့ဆန်လုံးနဲ့ existential war တစ်ခုကိုမြင်တွေ့ရမှာပါထူးခြားတာတစ်ခုကဒီရုပ်ရှင်မပြခင်မှာဂျိန်းကင်မရွန်ကဗီဒီယိုဖိုင်နဲ့အမှားစကားပါခဲ့ပါတယ်ဒီကားထဲမှာ generated AI လုံးဝအသုံးမပြုထားပဲတရုပ်ဆောင်တွေရဲ့သွေးသားတွေကလာတဲ့အမူအရာတွေပဲဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့ရိုးသားသားပြောရရင်အဗာဒါကဘာလူသားနဲ့စက်မှုပညာပေါင်းစပ်မှုရဲ့အထွတ်ထိပ်ပါပဲဆန်ဝါတင်တန်ရဲ့ဂျိတ်ဆူလီယာဒီကားထဲမှာအရင်အထက်ပိုပြီးဒေါသထွက်နေတာခန်းစားချက်ပြင်းထန်နေတာတွေကိုတွေ့ရပါမယ်။ motion capture လို့ဆိုပေမဲ့တရုပ်ဆောင်တွေရဲ့ဇယိုက်ကတော့ပေါ်လွင်နေသေးပါပဲ။ဇလန်းကတော့ The Way of Water ပြီးနောက်တနည်းအကြာမှာစတင်ပါတယ်။ဂျိတ်ယာသူ့ရဲ့သားကြီးနီတီယန်ကိုဆုံးရှုံးလိုက်ရလို့ဂလက်စားချေချင်စိတ်ပြင်းထန်နေပါတယ်။ပန်ဒိုရာရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ထက်ဆက်တနက်တွေကင်ပြီးတိုက်ခိုက်ဖို့ပြင်ဆင်လာတာက Western ကားတွေက Native American တွေရဲ့ပုံစံမျိုးခန်းစားရစေပါတယ်။ဒီကားရဲ့အဓိကအချက်ချာကတော့ Spider ပါပဲ Spider အောက်ဆီဂျင်ဘူးမလို့ပဲပန်ဒိုရာမှာအသက်ရှူနိုင်တဲ့စွမ်းအားရလာတယ်ဒါလူသားတွေအတွက်ပန်ဒိုရာကိုကျူးကျော်ဖို့တောချက်ဖြစ်သွားပါတယ် Quaritch ကဒါကိုအသုံးချဖို့စူးစမ်းလာတဲ့အခါမှာတော့ပြိပခါပိုပြီးကြီးထွားလာပါတယ်နောက်ထပ်စိတ်ဝင်စားစရာကတော့ Mad Quan လို့ခေါ်တဲ့အပြာရောင်တန်းနေတဲ့မီးတောင်တွေ Ash People မျိုးနွယ်စုတစ်တွေပါသူတို့ရဲ့ခေါင်းဆောင် Varan ကအရန်ကိုဆွဲဆောင်မှုရှိပြီးကြောက်စရာကောင်းပါတယ်သူက Quaritch နဲ့ပေါင်းပြီး Pandora ရဲ့ကံကြမ္မာကိုချိန်ချောက်လာပါတယ်ဒီရုပ်ရှင်ကအရင်ကကားတွေထက်ပိုပြီးဘိုးရာရန်တိုက်တာဖြစ်တယ်လို့ဆိုနိုင်ပါတယ်ဇလန်းကပိုပြီးစူးစီးမှုရှိလာတယ်တချို့နေရာတွေမှာ Star Wars prequel တွေလို့ခန်းစားရနိုင်ပေမဲ့ကင်မရွန်ရဲ့ဇလန်းသွားပုံကတော့ပြင်းဖို့မကောင်းပါဘူးအချုပ်ပြောရရင်အဘာသာ Fire Ash ဟာမျက်စိပတာရဖြစ်စေုံနဲ့မဟုတ်ပဲပိုပြီးနက်ရှိုင်းတဲ့ဇလန်းကိုပေးစွမ်းနိုင်ခဲ့ပါတယ်မိတ်ဆွေတို့ရောဒီကားကိုကြည့်ပြီးပြီလားဂျိန်းကင်မရွန်ရဲ့အဘာသာအပေါ်ဘလို့ထင်လဲဆိုတာ comment မှာပြောခဲ့ကြပါဦးနောက်ထပ်ရုပ်ရှင် review တွေအတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့အားလုံးပဲကျေးဇူးတင်ပါတယ်